ကျတော့ခုပြောမှာပါလဲဆိုတော့ support in woody plant ပေါ့နော် support ဆိုအထောက်ကန် in woody plant ဆိုအသားထူတဲ့ပင်တွေမှာတွေ့ရတဲ့အထောက်ကန်အကြောင်းပြောမှာဖြစ်တယ်နော်ဒီစာအပိုင်းမှာနှစ်ကြောင်းပဲရှိတယ်နော်ဟုတ်ပြီနံပါတ်1ကစပြောလိုက်ရအောင်နံပါတ်1ကကြတော့ support in woody plant ဒီအသားထူတဲ့အပင်တွေမှာပေါ့နော်ဒီအထောက်ကန်တွေမှာဆိုရင် has သူတို့မှာရှိရဲ့ specialized tissue ဆိုတာအထူးပြုလုပ်ထားတဲ့ tissue တွေဖြစ်တယ်ပေါ့နော်ဒီ tissue တွေကနေပြီးတော့ to give them ဒီအသားထူတဲ့အပင်တွေကို support ထောက်ကန်မှုပေးမယ်ပေါ့နော်ပြောမယ်နော် support in woody plant ဒီအသားထူတဲ့ပင်တွေမှာထောက်ကန်မှုအတွက်ဆိုရင် has ရှိရဲ့ specialized tissue သူတို့မှာအထူးပြုလုပ်ထားတဲ့ tissue တွေရှိတယ်သူတို့တွေကနေပြီး to give them ဒီအပင်တွေကိုပေးမယ် support ထောက်ကန်မှုပေးမယ်ဟုတ်ပြီနော်အဲ့တော့ဒီကြောင့်ဘယ်လိုဆိုမလဲဆိုရင်ဒီခေါင်းစဉ်လေးကိုအရင်ဆိုလိုက်မယ် support in woody plants support in woody plants has specialized tissue to give them support အဲ့ဆိုပြမယ်နော် support in woody plants has specialized tissue to give them support ဟုတ်ပြီနော်နံပါတ်2ကြောင့်ဘာလဲဆိုတော့ tissue ဒီ tissue တွေမှာဆိုရင် has cellulose cell wall cell နှစ်ရပ်မှာရှိတဲ့ cellulose ဓာတ်တွေရှိတယ်ပြီးရင်နောက်ထပ်ဘာရှိလဲဆိုတော့ having lignification lignification ဆိုတာဒီ lignin တွေစုပုံလာတာပေါ့နော် lignin ဆိုတဲ့ဓာတ်တွေစုပုံလာတာပေါ့နော်အဲ့တော့အဲ့နှစ်ခုပေါ့ cellulose cell wall ဒီ cell နှစ်ရပ်မှာ cellulose တွေစုပုံလာတယ်ပြီး lignification လို့ခေါ်တဲ့ lignin ဓာတ်တွေစုပုံလာတဲ့အခါမှာသူကဒီ for adhesions ဒီအသားထူတဲ့သစ်ပင်တွေကပို့ပြီးတော့မာကြောလာတယ် adhesions ဆိုတာပို့ပြီးတော့ထပ်ပေါင်းထားတဲ့မာကြောမှုခိုင်မာမှုတောင့်တင်းမှုတွေပို့ပြီးတော့ရှိလာတယ်ပြောမယ်နော်ဒီ tissue တွေမှာဆိုရင် has cellulose cell wall cell နှစ်ရပ်မှာ cellulose နဲ့လောက်ထားတယ်ပြီး heavy ရှိတဲ့ lignification ဆိုတာ lignin ဓာတ်တွေစုပုံလာတဲ့အခါမှာ for adhesion ပို့ပြီးတော့အသားထူတဲ့အပင်တွေကပို့ပြီးတော့အားကောင်းလာတယ်နော်ထပ်ပေါင်းတဲ့စွမ်းရည်တွေစွမ်းအားတွေရလာတယ်နော်ဟုတ်ပြီအဲ့တော့ the tissue has cellulose cell wall having lignification for adhesion the tissue has cellulose cell wall having lignification for adhesion နော်ဒါသစ်မှာပဲဒီ woody plant ပေါ့အသားထူတဲ့အပင်ပေါ့အသားထူတဲ့အပင်ကိုကျဲအစင်မပြထားတာဖြစ်ပါတယ်နော်အဲ့ဒီကျဲနှစ်ကြောင်းလုံးမြန်မာလိုတစ်ခေါက်ပြန်ပြောပေးမယ် support in woody plant အသားထူတဲ့ပင်တွေမှာထောက်ကန်မှုsupport in woody plant အသားထူတဲ့ပင်တွေမှာထောက်ကန်မှုဒီ has specialized tissue သူတို့မှာထူခဲ့တဲ့ tissue တွေရှိရဲ့အဲ့ဒီ tissue တွေကနေတူကစ်တန်ဒီပင်တွေကို support ထောက်ကန်မှုတွေပြီးမှဖြစ်တယ်တဲ့ tissue ဒီ tissue တွေမှာဆိုရင် has cellulose cell wall cell နှစ်ရပ်မှာ cellulose နဲ့လောက်ထားတဲ့ having lignification နော် lignin တွေစုပုံလာတဲ့အခါမှာလဲ for adhesion ပို့ပြီးတော့ထပ်ပေါင်းတဲ့မာကြောမှုတောင့်တင်းခိုင်မာမှုကိုရရှိမယ်နော်ဟုတ်ပြီဒီချက်အကြောင်းတစ်ခေါက်ဆိုပြမယ်ဆက်နဲ့တူလိုက်ဆိုကြည့်ပါ support in woody plants support in woody plants has specialized tissue to give them support. Support in woody plant has specialized tissue to give them support. The tissue has cellulose cell wall having lignification for adhesion. The tissue has cellulose cell wall having lignification for adhesion. အပြင်အဲ့ချက်နှစ်ကြောင်းလုံးကိုတစ်ခေါက်ထပ်ဆိုပြပါမယ်ချက်နဲ့တူလိုက်ဆိုကြည့်ပါ Support in woody plants. Support in woody plants has specialized tissue to give them support. The tissue has cellulose cell wall having lignification for adhesion အားလုံးရမယ်နော်